ချိန်တွေဘလောက်ပဲမြင်မြင်ဒီကနေ့ကတော့ကျွန်တော်တို့မိသားစုအတွက်ဘတော်မှမေ့နိုင်စရာမရှိတဲ့နေ့တစ်နေ့ပါသမီးလေးရဲ့ဘဝခီးလန်းစာမှာဖျားသခင်ရဲ့ကောင်းချီးမင်္ဂလာကိုခံယူမဲ့နေ့လေးဖြစ်ပါတယ်ဒီမနက်ခင်းရဲ့အလင်းရောင်နဲ့တူသမီးလေးကိုကြည့်ရတာရင်ထဲမှာပြောပြလို့မရတဲ့ပီတိတွေပြည့်နှက်နေပါတယ်သမီးလေးကိုဒီလိုဖြူစင်တဲ့ဝတ်စားလေးနဲ့မြင်ရတကယ်ကိုအင်ဂျယ်လေးတစ်ပါးလိုပါပဲဒီလိုဖိုးတန်တဲ့ခိုက်တန်လေးကိုချစ်ခင်ရတဲ့မိသားစုဝင်တွေမိတ်ဆွေတွေနဲ့အတူဖြတ်တန်းခွင့်ရတဲ့အတွက်လည်းအရန်ကိုဝမ်းသာမိပါတယ်ဒီပါများနေကောင်းကံမိပါတော့ဒီကလေးသူငယ်တို့ဒီဖျားသခင်ခရစ်တော်ထမလေးတော်ကိုရရှိတယ်ပြီးသူတို့ဒီအလေးတော်တာကောင်းယတနာပိတာစွာတသမတိလနာချစ်တော်နိုင်ရလကောင်းဘာသာတရားနိုင်လကောင်းဆုံးတိုက်တည်မြဲမြဲနေထိုင်နိုင်ရလကောင်းကျွလာတော်မူအပ်တော်ကိုရောကိုကောင်းကင်ရွှေပြီးတော်ဝဲသူတော်သူများပေါင်းတော်နဲ့သူခီးဦးချိုပြုနိုင်ရလကောင်းဤလင်းတော်ကိုမမေအစင်ဆုံးလက်တော့ပါစေရဆောက်ရှောက်ထိတ်တိမ်လို့သမီးလေးကိုချစ်ခင်ကြတဲ့မြတ်ဝန်းတွေဆူတောင်းပေးကြမယ့်နှလုံးသားတွေနဲ့ဒီနေရာလေးကပို့ပြီးတော့နှွေးထွေးနေပါတယ်လေရွေလူသစ်ဖြစ်လာလေပြီဖြူစင်တော်ဝတ်တီတင်းတွက်ခရီးယာဂုံတိတ်ခိုင်အထင်မှဖြစ်ပါစေတင်းဆွေမျိုးသားချင်းတို့ရဲ့ဆောင်မဖက်တဲ့ချင်းနေပုံတက်တဲ့ကောင်းပေးခြင်းထောက်ကူတို့ဖြစ်ထာဝရချတာတို့ရစေအပ်တော်ငါဒီဖြူစင်တော်ဝတ်ကိုမစွမကွက်စေရတင်တိမ်လို့သမီးလေးဒီနေ့သမီးကြီးပြင်းလာတဲ့အခါဒီဗီဒီယိုလေးကိုကြည့်ရင်းနဲ့သမီးကိုဘယ်လောက်ချစ်တယ်ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကိုသိစေချင်ပါတယ်သမီးကကျွန်တော်တို့အတွက်တော့ဖျားသခင်ပေးသနာတဲ့အကြီးမားဆုံးလက်ဆောင်တစ်ခုပါလောကကြီးမှာကိုယ်တိုင်လည်းလင်းအောင်တစ်ခုဖြစ်အောင်နေထိုင်နိုင်ပြီးတော့သူတစ်ပါးကိုလည်းဖေးမကူညီနိုင်တဲ့ခွန်အားရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်